သူ့ရဲ့ပြစ်ခတ်မှုကြောင့်ကြားရဲ့မေးရိုးနဲ့သွားတွေကြေမွားကုန်ပါတယ်။ကြားကအသက်ရှင်ခဲ့ပေမဲ့ဒဏ်ရာတွေကြောင့်တမင်တွေကိုမဖမ်းနိုင်တော့ပါဘူး။အဲ့ဒီအစာကြားကလူတွေကိုလိုက်ဖမ်းပါတော့တယ်။တွေးရတွေပဲထားခဲ့ပြီးနှစ်အနည်းငယ်အတွင်းမှာလူပေါင်းရာချီကိုစားပစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့နမီကြီးမုတ်ဆိုးတယောက်ရောက်လာပြီးကြားကိုတက်ပစ်လိုက်ပါတယ်။ဒါပေမဲ့သူတေချာကြည့်လိုက်တဲ့အခါမှာတော့ပျက်စီးနေတဲ့သွားတွေကိုတွေးခဲ့ပြီးအဲ့ဒဏ်ရာတွေကြောင့်လူတွေကိုလိုက်ဖမ်းခဲ့ရမှန်းသဘောပေါက်ခဲ့ပါတယ်။ခွေးကလူရဲ့ခြေချောင်းတွေအန်ချခဲ့ပါတယ်။အလုသမားတွေ့သွားတဲ့အခါမှာတော့အဲ့ဓာတွေကိုကောက်ယူလိုက်ကကြာရှည်ခံဈေးတွေရှိတဲ့ပလင်းတစ်ခုတည်းကိုထည့်ထားခဲ့ပြီးရောင်းဖို့စူးစမ်းခဲ့ပါတယ်။ခွေးတွေကတယောက်တည်းသေသွားတဲ့လူကြီးရဲ့ခွေးတွေဖြစ်ပါတယ်။ကယ်ဆယ်သူတွေတွေ့ခဲ့အချိန်မှာတော့ခွေးတွေကလူသေးကောင်ကိုစားနေကြပါပြီ။အလုသမားကအယိုးစုဆောင်းသူများအဖွဲ့ဝင်ဖြစ်တာကြောင့်ခြေချောင်းတွေကိုတင်ထားခဲ့တာပါ။ရဲတွေကသူမအကြောင်းကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့သူမကလေးတွေရဲ့ကလေးသွားတွေကိုပါရောင်းဖို့စူးစမ်းထားကြောင်းတွေ့ခဲ့ရပါတယ်။သူမကတရားရုံးမှာအားလုံးဝန်ခံခဲ့တာကြောင့်သူမဟာလူအဖွဲ့အစည်းတန်ရှင်းရေးအတွက်18လအလုပ်လုပ်ပေးခဲ့ရပါတယ်။